Hello မင်္ဂလာပါရှင်ဒီနေ့ဗီဒီယိုလေးကမစားကိုလာမေးထားတဲ့စာသားပေးသားသမီးတွေဘာဝေးရမလဲဆိုမေးထားတဲ့စာသားပေးသားသမီးတွေအတွက်တိတက်လာရောက်ဖြေကြားပေးတာနော်စာသားပေးသားသမီးတွေကအဆောင်ယတနာနဲ့ဝေးရမယ့်ယတနာလေးကတော့ဥဒ္ဒတရားကြောက်လေးပဲဖြစ်တယ်ဒါပေမဲ့ဥဒ္ဒတရားကြောက်လေးကိုအထူးတွဲမဝေးတဲ့ယတနာလေး၄ပါးရှိတယ်အဲ့ယတနာ၄ပါးကိုအခုတစ်ခါတည်းပြပြပေးမယ်နော်ဥဒ္ဒတရားကြောက်နဲ့စိတ်နဲ့တွဲမွေးပါနဲ့ဥဒ္ဒတရားကြောင့်နဲ့ညနဲ့တွဲမွေးပါနဲ့ဥဒ္ဒတရားကြောင့်နဲ့နီလာနဲ့တွဲမွေးပါနဲ့ဥဒ္ဒတရားကြောင့်နဲ့ဂေါ်မိတ်နဲ့လုံးဝတွဲမွေးနဲ့နော်အဲ့ဒါဆိုလို့ရှိရင်စာရမိသားစုဇာတာပရိသတ်သမီးတွေအတွက်အထူးပတိထားရမယ်စောင်းရန်လေးကိုပြပြပေးသားပြီးဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်ဟယ်လိုမင်္ဂလာပါရှင်ဒီနေ့ဗီဒီယိုလေးကမစားကိုလာမေးထားတဲ့ဇာတာပရိသတ်သမီးတွေဘာဝေးရမလဲဆိုမေးထားတဲ့ဇာတာပရိသတ်သမီးတွေအတွက်တိတက်လာရောက်ဖြေကြားပေးတာနော်စာသားပရိသတ်သမီးတွေကအဆောင်ယတနာနဲ့ဝေးရမယ့်ယတနာလေးကတော့ဥဒ္ဒတရားကြောက်လေးပဲဖြစ်တယ်ဒါပေမဲ့ဥဒ္ဒတရားကြောက်လေးကိုအထူးတွဲမဝေးတဲ့ယတနာလေး၄ပါးရှိတယ်အဲ့ယတနာ၄ပါးကိုအခုတစ်ခါတည်းပြပြပေးမယ်နော်ဥဒ္ဒတရားကြောက်နဲ့စိတ်နဲ့တွဲမွေးပါနဲ့ဥဒ္ဒတရားကြောက်နဲ့ညနဲ့တွဲမွေးပါနဲ့ဥဒ္ဒတရားကြောက်နဲ့နီလာနဲ့တွဲမွေးပါနဲ့ဥဒ္ဒတရားကြောက်နဲ့ဂေါ်မိတ်နဲ့လုံးဝတွဲမွေးနဲ့နော်အဲ့ဒါဆိုလို့ရှိရင်စာရမိသားစုဇာတာပရိသတ်သမီးတွေအတွက်အထူးပတိထားရမယ်စောင်းရန်လေးကိုပြပြပေးသားပြီးဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်